အတင်းတင်းမှာဒူအိုတွဲလုံးကဘာကြောင့်အရင်ရေးပါတာလဲမင်္ဂလာပါဗျာကျွန်တော်တို့ PUBG Mobile Plan ပွဲတွေကိုကြည့်တဲ့အခါ Gun Power အားကောင်းတဲ့ player တွေ view ဟာကောင်းတဲ့ in-game leader တွေကိုပဲအဓိကအာရုံစိုက်လေးရှိကြပါတယ်ဒါပေမဲ့အောင်မြင်တဲ့ထိပ်သီးအသင်းတိုင်းရဲ့နောက်ွယ်မှာမရှိမဖြစ်လိုအပ်တဲ့လူဝက်လက်နက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ကစားသမားအချင်းချင်းကြားကအသွဲဖက်မိမှုဒါမှမဟုတ် duo chemistry ပဲဖြစ်ပါတယ်ပြိုင်ပွဲတွေမှာလူစင်းတစ်ခုကိုတိဆောက်တဲ့အခါလက်စွမ်းအရန်ကောင်းပြီးပြိုင်ဘက်ကင်းတဲ့သူ၄ယောက်ကိုစုထည့်ထားရုံနဲ့မလုံလောက်ပါဘူးအဲ့ဒီ၄ယောက်ထဲမှာ၂ယောက်တွဲအဘေးယူတွေကဘလောက်အထိအံဝင်ခွင်ကြထစ်နေလဲဆိုတာကသာအသင်းကိုချန်ပီယံစုအထိတွန်းပို့ပေးနိုင်တာပါဒါဆိုရင်အဆင့်မြင့် stage တွေမှာဒီလိုမျိုး duo chemistry ကဘာကြောင့်အသက်သွေးကြောဖြစ်နေရတာလဲကျွန်တော်တို့ပြည်တွင်းကထိပ်သီးအသင်းရန်ကုန် Galacticos YG ရဲ့ကစားကွက်တွေနဲ့အတူနီးဗျူဟာပိုင်းအရာတေးသေးချာချာဝေဖန်ဆန်းစစ်ပေးသွားပါမယ် YG ရဲ့တမိုင်းတစ်လျှောက်အောင်မြင်မှုနဲ့ duo တွဲဖက်နေတာကျွန်တော်တို့ YG ဟာပြည်တွင်းမှာနှစ်ပေါင်းများစွာထိတ်ဆုံးကနေလွှမ်းမိုးနိုင်ခဲ့တဲ့အဓိကအကြောင်းရင်းကိုကြည့်အောင်လူအများစုက YG ဆိုရင် Gun Power ကြောင့်လို့ပဲမြင်ကြပေမယ့်တကယ်တမ်းနောက်ွယ်မှာအသင်းရဲ့အဓိကဂျိုးရိုးကအမြဲတမ်းအတွဲညီညီနဲ့ရှေ့ထွက်လေးရှိတဲ့ duo တွေရဲ့ chemistry ပဲဖြစ်ပါတယ်ဥပမာအသင်းရဲ့ in-game leader နဲ့ entry player တွေကြားက chemistry မိမှုကတကယ်ကိုအရေးပါပါတယ် in-game leader က call လိုက်တဲ့လမ်းကြောင်းအတိုင်းရှေ့ကနေယုံယုံကြည်ကြည်နဲ့အမှားယွင်းမရှိ space ဖွင့်ပေးမဲ့ duo partner ရှိနေခြင်းက YG ရဲ့တိုက်စစ်ကိုပိုပြီးကြောက်စရာကောင်းအောင်ပြုလုပ်ပေးထားတာပါပြိုင်ခွဲကြီးတွေမှာအခြေအနေတွေဘလောက်ပဲကြက်တေးပါစေဒီလိုမျိုးနှစ်ယောက်တွင်ပေးယူတွေကြောင့်ပဲ YG ဟာအရေးကြီးတဲ့ဘက်တယ်တွေကိုအနိုင်ယူပြီးအမှတ်တွေအများကြီးတည်ဆောင်လာနိုင်ခဲ့တာဖြစ်ပါတယ်စကားပြောစရာမလိုတဲ့နားလည်မှုအရန်ကိုအရေးကြီးတဲ့အဆင့်မြင့်ပြိုင်ပွဲတွေရဲ့စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ရတဲ့ဘက်တယ်တွေမှာမင်းအဲ့ဒီဘက်ကပြစ်ငါဒီဘက်ကပတ်မယ်ဆိုပြီးစကလုံးတွေအရှိကြီးပြောနေဖို့အချိန်မရှိပါဘူးchemistry မိနေတဲ့ duo တွေရဲ့အဓိကအားသာချက်ကအဲ့ဒီနေရာမှာစတင်ပါတယ်သူတို့တွေဟာတယောက်ကခေါင်းပြူပြီးရန်သူကိုစတင်ပစ်ခတ်လိုက်ကနေကျန်တဲ့တယောက်ကဘယ် angle ကနေကာပါပေးရမလဲဘယ်အချိန်မှာအနီးကပ်ဝင်လုံးရမလဲဆိုတာကိုပြောကြမလို့ပဲအလိုလျောက်တီးနေကြတာပါတယောက်ကပြစ်မှတ်တစ်ခုကိုထိန်းထားရင်ကျန်တဲ့တယောက်ကဘေးကနေပတ်ဖြစ်လာမျိုး flank လုပ်ဖို့လမ်းကြောင်းကိုချက်ချင်းရှာပေးနိုင်ပါတယ်ဒီလိုမျိုးစကားပြောစရာမလိုရင်နားလည်မှုဟာ offline ကွဲတွေလို့စူညံပြီးဖိအားများတဲ့ stage မျိုးမှာ YG အတွက်အမှားယွင်းမရှိစေမယ့်အဓိကတောချက်ဖြစ်ပါတယ် Gun Power ကိုနှစ်ဆအဖြစ်စေတဲ့ trade kill နဲ့ spacing စနစ် PUBG Mobile မှာအသင်းတစ်လုံး white ဖြစ်များတဲ့အကြောင်းရင်းကတယောက် knock ဖြစ်သွားတဲ့အချိန်မှာကြံတဲ့အသင်းသားတွေကအချိန်မီရန်သူကိုပြန်ပစ်ချဖို့ trade မလုပ်နိုင်လို့ဖြစ်ပါတယ်ဒါပေမဲ့ကစားသမားအသွဲအဖက်မိတဲ့အခါမှာတော့သူတို့နှစ်ယောက်ကြားကအကွာအဝေး spacing ကအမြဲတမ်းအံဝင်ခွင့်ကျထစ်နေကြပါတယ်ရှေ့ကသွားတဲ့ entry player ကရန်သူအချက်လက်ကိုယူရင်းသို့မဟုတ်တကားစားဖွင့်ရင် knock ဖြစ်သွားခဲ့တဲ့ကြောင်းနောက်ကသွားနေတဲ့သူကရန်သူကြည်လန် reload ဖြစ်နေတဲ့အချိန်သို့မဟုတ်သွေးနေတဲ့ second ပိုင်းလေးပဲချက်ချင်း trade kill ပြန်ယူပေးနိုင်ပါတယ်ဒါကြောင့် YG ရဲ့ chemistry ကောင်းတဲ့ duo တွေဟာဘလောက်ပဲအခြေအနေဆို 2v4 အခြေအနေတွေကိုပါအကောင်းဆုံးပြန်လဲထိန်းချုပ်ပြီးပွဲအလောက်တွေဖြစ်စေနိုင်ပါတယ် split strategy တွေရဲ့အောင်မြင်မှုအစင်းမြင့်ပြိုင်ပွဲတွေမှာဇုံဝလဲတွေက compound တွေကိုနေရာလူတဲ့အခါဒါမှမဟုတ်တောင်ကောင်းတွေကို control လုပ်တဲ့အခါအသင်းတွေဟာ၄ယောက်လုံးတနေရာတဲ့ဆူဆူယုံယုံမနေပဲ၂ယောက်တွဲစီခွဲပြီးနေရာယူရလိမ့်ချပါတယ်အဲ့ဒီလို split ကစားတဲ့အချိန်မှာ duo chemistry ကအသက်ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဘက်က၂ယောက်ပဲရှိတဲ့အတွက်အသင်းကြီးတွေရဲ့အလုံးအရင်နဲ့တက်လာမဲ့ဖိအားကိုတောင်းခတ်နိုင်မှုလိုဟုတ်ပါတယ်အတွဲညီတဲ့၂ယောက်ဟာ area တစ်ခုကိုအပိုင်းချုပ်ထားနိုင်ပြီးရန်သူကိုအလွယ်တကူဝင်ခွင့်မပေးဘဲအချိန်ဆွဲထားနိုင်တယ်လို့လိုအပ်ရင်အပြန်အလှန် revive လုပ်ပေးနိုင်စွမ်းလည်းပုံမြင်မှာပါတယ်ဒီလို split တဲ့အောင်မြင်မှသာ YG တသိန်းလုံးအတွက်လုံခြုံတဲ့ zone position ကိုကြဲကြဲပြန့်ပြန့်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်အချုပ်ပြောရရင်တော့ e-sports အသင်းတစ်ခုအောင်မြင်ဖို့ဆိုတာလက်စွမ်းအကောင်းဆုံး player တွေကိုကောက်ပြီးတစုတစည်းတည်းထည့်ထားရုံနဲ့မလုံလောက်ပါဘူးအသင်းသွင်းမှာ YG လိုမျိုးအပေးယူတက်ပြီးတိုက်စစ်ဆင်နိုင်တဲ့ကစားသမား duo chemistry မျိုးရှိဖို့လိုအပ်ပါတယ်ဒါဟာအသင်းတစ်သင်းရဲ့တကယ့် engine set ပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့တော့ YG ရဲ့တမိုင်းတစ်လျှောက်မှာဘသူနဲ့ဘသူရဲ့ duo အသွဲဖက်ကပွဲထဲမှာအပေးယူအမြတ်ဆုံးရဲ့အကျန်းဆုံးလို့ထင်ပါတယ်လေကိုယ့်ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာပွင့်ပွင့်လင်းလင်းရေးသားဆွေးနွေးပေးသွားပါဦးဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးဗျာနောက်ထပ် e-sports analysis ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်